အောင်ပဲဒီနေ့မှာတော့ Minecraft မှာစောတင်တဲ့ game လေးရှိပါမယ်ဒီ game ကတော်တော်ကောင်းပြီးတော့ဘူးအနေနဲ့တော်လေးကိုလည်းစောကောင်းတယ်လို့ပြောလို့ရပါမယ် Okay ပါဒီ game ဆိုပြီးရင်ကျွန်တော်တို့ကောင်းတဲ့ game လေးရောရှာပေးတယ်ဒီ game ပြီးရင်ဒီ game လေးလည်းစောကြည့်ပါဘယ်ကောင်းမယ်လို့ထင်ပါတယ်ဒီ game လေးလည်းစောပါမာဒီ game လေးပါဒီ game လေးစောကြည့်ပါကောင်းပါတယ်ရရင်ကျွန်တော်စောတဲ့ game လေးကတော့ဒီ game လေးရရှိမယ်ကြာဒီ channel ကောင်းတဲ့ game လေးသိရှိရမှာဘူးအဲဆိုရင်ဒီနေ့ video ဒီလောက်နဲ့လည်းမပြောသေးပါဘူး Okay ကျွန်တော်အနေနဲ့ပတ်ကြည့်ဆိုရင်ပတ်ကြည့်ဆိုရင်လည်းကျွန်တော်ပတ်ကြည့်ကထုတ်တဲ့ game လေးလည်းရှိတယ်ပတ်ကြည့်နဲ့မွေးနေချက်ဆိုကျွန်တော်ပတ်ကြည့်မှာပူကြိုက်တယ်ဒါလို့ဆိုတော့စောကောင်းတယ်လည်းကြည့်ကောဘူးအနေနဲ့ပတ်ကြည့်ကိုလည်းစိုက်နေတယ်လောလောအားကျွန်တော်မကောင်းပါဘူးဒါနဲ့စောတဲ့ game လေးမှာပါပါတယ်နောက်တစ်ခုကတော့တခြားတွေလည်းကျင်းနေအောင်ရှုံးမကိန်းလာကြည့်ရမရှိရဲ့ရှုံးမကိန်းကတော့ Google Play Store မှာဝတ်ထောင်းရမှာပါ Google Play Store မှာ Play Store မှာပါ Google Chrome မှာဝတ်ထောင်းပါဒီမှာပါတာဒီပဲရှိပါတယ်ဘယ်အနေနဲ့စောချင်လဲစောလို့ရပါတယ်တောင်းလို့ရပြီးကြရင်ကျွန်တော် game ဆော့ဖို့အတွက် game GTA 5ကိုရှာကြည့်မယ်ကျွန်မပါ GTA 5 game GTA 5ဆိုနေရတယ်ရှာကြည့်မယ် Okay ကျွန်တော်အနေနဲ့ဆော့တဲ့ຢာတွေရှိပါတယ်ရှိပေမဲ့တော့လည်းဒါဆော့မှာမသိတာလည်းဆော့ရတာမသိတာလည်းတိတ်တော့မကြည့်နဲ့ဒါကဘာ game လို့ဒီဒါလည်းကျွန်တော်စော့ပွဲမကောင်းဘူးဖုန်းထစ်တယ်ပေါ့ဒါဖုန်းမကောင်းလို့ဆိုဖုန်းထစ်တယ်ကျွန်တော်တော့မစော့ပါဘူးနောက်တဲ့ game တွေကတော့ရှိရတာလေဒီမှာဒီပတ်ကြည့်လည်းစော့ကောင်းလာတော့မသိဘူးစော့တော့ကောင်းမှတော့တဲ့order တွေလည်းအများကြီးရှိသေးပါတယ်ဘုံတွေနဲ့ရန်ကောင်းတဲ့ game တွေကိုကြားပြစော့ကြည့်နေပါတယ်game တွေကတော့ပတ်တော်လာလို့ဒီမှာထုံစာအုပ်လိုတော့ရှိတယ်ဒီရလည်းတော်လေးကိုခစားလာတယ်ရှိတယ် Okay ဒီနေ့ဗီဒီယိုလေးတော့ပါကျန်တဲ့ရောပြန်ဖုန်းလို့ subscribe လေးလုပ်ပြီးပါဦးတောင်းဆိုပါကြအားလုံးပဲ bye bye